ဒီပစ္စည်းလေးကတော့ content creator တွေနဲ့ online ကနေဈေးရောက်နေသူတွေအတွက်အရန်အသုံးဝင်တဲ့ STE MC02 wireless mini digital microphone လေးတွေပဲဖြစ်ပါတယ်။မိုက်နှလုံးပါဝင်တဲ့အတွက်လူနှစ်ယောက်တစ်ပြိုင်နဲ့ interview ရပဲဖြစ်ဖြစ်စကားပြောရပဲဖြစ်ဖြစ်လုပ်ဆောင်နိုင်ပါတယ်။ဆွေညံတန်တွေကိုရှေ့ချပေးနိုင်တဲ့စနစ်ပါဝင်တာမို့လို့အပြင်ထွက်ပြီးဗီဒီယိုရရင်တော့အတန်ကြီးကြီးလေးနဲ့ရရှိစီမှာပါ။အပြန်သွင်းဖို့တိုက်စီကြိုလေးလည်းပါသေးတယ်နော်။ iPhone user တွေအတွက် iPhone ကောင်းပြောင်းလေးလည်းပါပါတယ်ရှင်။တစ်ခါအားသွင်းထားရင်4နာရီကနေ9နာရီထိအသုံးခံပြီးတော့ charging case လေးပါဝင်တဲ့အတွက်အလွယ်တကူပြန်အားသွင်းနိုင်ပါတယ်။ဘာ application မှထည့်စရာမလိုဘဲနဲ့ဖုန်းမှာတက်လိုက်တာနဲ့တန်းသုံးလို့ရတဲ့ပစ္စည်းလေးဖြစ်ပါတယ်။ microphone လေးကလည်းတိတိကျကျလေးဆိုတော့ပေါ့ပေါ့ပါနဲ့အသုံးပြုလို့အဆင်ပြေပါတယ်။ထူးခြားချက်အနေနဲ့အတန်ပြောင်းလဲပေးနိုင်တဲ့ Magic Voice effect လေးလည်းပါဝင်ပါသေးတယ်။အကွာအဝေး15မီတာလောက်ထိကိုအတန်ဖမ်းပေးနိုင်ပါတယ်။အသုံးပြုပုံလေးကလည်းလွယ်ကူရိုးရှင်းပါတယ်။ receiver လေးကိုဖုန်းရဲ့အားသွင်းမှမှာတက်လိုက်ရုံပဲနော်။ iPhone user တွေအတွက်ကတော့ဒီလိုလေးသုံးပြရပါမယ်ရှင်။ charging case လေးမှာဒီလိုလေးပဲအလွယ်တကူပြန်အားသွင်းလိုက်ရုံပဲနော်။ကဲဒါဆိုရင်တော့ညာဘက် microphone လေးကတော့အားစဝင်နေပါပြီရှင်။အောင်းဝင်တဲ့ပုံစံလေးကိုလည်းပြပေးထားတယ်နော်။အရှိသွေးကောင်းပြီး budget စီးဖြစ်တဲ့ mic လေးရှိုင်းနေတော့ဒါလေးကကွက်တီပဲနော်။အမကန်လည်းဝင်ရပါပါတယ်ရှင်။ကျမတို့ရဲ့ H2O mobile accessory မှာ story အများကြီးရောက်ထားပြီးမို့လက်လိလက်ကလာရောက်ဝယ်လို့ရပါပြီရှင်။